အားလုံးမင်္ဂလာပါကျွန်တော်ကိုမင်းတက်ပါဒီဗီဒီယိုမှာဆိုရင်တော့ကပ္ပရွှေကိုအဝယ်စောင့်နေတဲ့သူတွေအတွက်ဆိုရင်ဘယ်စီတန်းမှာဝယ်လို့ကောင်းမလဲကပ္ပရွှေဈေးကွက်အခြေအနေရောဘယ်လိုအခြေအနေမှာရှိလဲဆိုတော့တုံးတက်ပြီးတော့မှာဖြစ်ပါတယ်ဒီရဲ့တုံးတက်ချက်ကမတ်လ15ရက်နေ့ကနေပြီးတော့ပေါ့နော်မတ်လအကုန်လောက်ထိကိုကျွန်တော်တုံးတက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကပ္ပရွှေရဲ့အခြေအနေကိုအရင်ဆုံးကြည့်ကြည့်လိုက်ရအောင်လက်ရှိမြင်နေရတော့ဒါကပ္ပရွှေရဲ့ day 1 time frame ဖြစ်ပါတယ်အဲ့တော့ဒီရဲ့ day 1 time frame မှာကျွန်တော်ထူးခြားတာတစ်ခုကပေါ့နော်ကပ္ပရွှေကမတ်လအစပိုင်းမှာပေါ့နော်ကပ္ပရွှေဘယ်စီတန်းမှာရှိလဲဆိုတော့9300 9400ဒီဝန်းကျင်ရှိတယ်အဲ့တော့ဒီတော့ကဆိုလဲကျွန်တော်တို့ကတည်င်းပိုင်းမှာဆိုလဲအရှိလေပိုင်းတည်င်းကကပ္ပရွှေကိုတွန်းအားပေးနိုင်တဲ့တည်င်းဖြစ်ပါတယ်အတိကရွှေကိုအတက်ပေးတဲ့တည်င်းတွေပေါ့နော်ဒါပေမဲ့လေကပ္ပရွှေကတည်င်းတွေထွက်တော်လဲသူကအတက်မပြဘူးပေါ့နော်သူကအယောင်းတွေဝင်လာခဲ့တယ်တိတာလာကကျွန်တော်မတ်လ3ရက်နေ့မှာတိတာတယ်ဒီရဲ့အကြကြီးပေါ့နော်အဲ့တော့တရက်လုံးဆိုတော်တော်လေးထိုးကြသွားလို့ပြောလို့ရတယ်အဲ့တော့ဒီချက်ကိုကြည့်ချင်းအပြင်ကပ္ပရွှေမှာကရွှေကတည်င်းပိုင်းရပဲကြည့်မယ်ဆိုရင်အတက်အားရှိတယ်ဆိုပေမဲ့လေပေါ့နော်ကပ္ပရွှေကိုအယောင်းဝယ်လုပ်တဲ့သူတွေကိုခြုံကြည့်တဲ့အခါကျရင်ဝယ်မဲ့သူတွေကဒီဈေးတန်းမှာမဝယ်ရဲတော့ဘူးဒီနေရာဖြင့်ကျွန်တော်ကဝယ်ဖို့အတွက်သူတို့ကအရန်မြင့်သွားတဲ့ဈေးနေနဲ့တတ်မှတ်ထားတဲ့ပုံစံရှိတယ်ပေါ့နော်ဒါကြောင့်မို့လဲကျွန်တော်တို့ကဒီမတ်လလာလေလောက်ထိကိုကျွန်တော်ကကပ္ပရွှေကထိုးပြီးတော့စဉ်းစားတာကိုမြင်ရပါတယ်အရှိတောက်ကြနေတုန်းကဆိုရင်ကပ္ပရွှေက9000ထဲမှာ20ဈေးတန်းမှာပိတ်သွားပါတယ်အဲ့တော့လာမဲ့ပေါ့မတ်လ15ရက်နေ့နောက်ပိုင်းမှာရောကပ္ပရွှေကဘယ်လိုအခြေအနေမျိုးရှိနိုင်လဲကျွန်တော်ကြည့်ရအောင်ပေါ့နော်အဲ့တော့ကြည့်တဲ့အခါကျရင်ကျွန်တော်က day 1မှာအဓိကတတိထားရမယ့်ဈေးတန်းကဒီရဲ့အနှက်ရောင်အပေါ်တက်နေတဲ့ line ဖြစ်ပါတယ်ဒါကိုကျွန်တော်က day 1 uptrend လို့ခေါ်ပါတယ်လွန်ခဲ့တဲ့2025 August လတည်းကကပ္ပရွှေကိုအဝယ်လိုက်လာတဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီလမ်းကြောင်းမှာကျွန်တော်ကဒီလမ်းကြောင်းရဲ့အောက်မှာအယောင်းဝယ်ဖြစ်တာကောင်းကောင်းမတွေးရဘူးပေါ့နော်ဒီနားရောက်တာနဲ့ကျွန်တော်အဝယ်တွေပြန်ဝင်တာမြင်ရတယ်အဲ့တော့လက်ရှိကျွန်တော်ကပ္ပရွှေ uptrend နေရာကဘယ်နားမှာရှိလဲဆိုရင်ကျွန်တော်က4000ထဲမှာ900ဝန်းကျင်ကကပ္ပရွှေ uptrend နေရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ပတ်မှာဈေးကွက်အလောက်ခန့်နေဘယ်နားမှာအယောင်းဝယ်လို့ကောင်းမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ကြည့်ရအောင်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်တဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမယ့်မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့တင်တန်းကို basic video class နဲ့ basic VIP class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ်Basic Video Class မှာဆိုရင်တင်တန်းကြီးတက်တာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလိုသူတွေအတွက်ရည်ရွယ်ပြီး Basic VIP Class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလိုသူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကပ္ပရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နီးတင်တန်းရှိမှာဖြစ်ပြီးတော့ Video Class နဲ့ 1/1 VIP Class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် video record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထပ်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်။တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကန့်တဲ့ချက်နဲ့တင်ကြားပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်။တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်။ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်လက်ရှိမြင်နေရတော့ဒါကပ္ပရွှေရဲ့84 time frame ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့က time frame အနေကိုစဉ်းကြည့်တဲ့အခါကျရင်တတိထားရမယ့်အချက်ကဒီနားလေးဖြစ်ပါတယ်ဒါက match လ3ရက်နေ့တုန်းကဆင်ခဲ့တဲ့ကပ္ပရွှေအနေဆုံးနေရာဖြစ်ပါတယ်အကယ်၍ဒါကပ္ပရွှေကအောက်ဆင်းပြီးတော့အဝယ်အားပြန်ယူမယ်ဆိုရင်ပေါ့နော်ဒီရဲ့ match လ3ရက်နေ့မှာရှိခဲ့တဲ့အနေဆုံးအောက်ကိုပြန်ဆင်းဖို့လိုပါတယ်ဒါကြောင့်မို့ကပ္ပရွှေကအရှိတစ်ပတ်ထဲမှာတော့ကျွန်တော်အမြင်ဆိုရင်တော့9000ဈေးတန်းအောက်ကိုပြန်ပြီးတော့ရောက်လာမယ်လို့တော့ကျွန်တော်မြင်ပါတယ်အဲ့တော့ရောက်လာပြီကျွန်တော်ဘယ်နားမှာအဝယ်တွေဝင်နိုင်လဲဆိုရင်ကျွန်တော်အရှိရပြောခဲ့လို့ပဲ day 1 up trend ရဲ့လာရနာဖြစ်တဲ့4900ဝန်းကျင်သာရောက်တယ်ဆိုရင်တော့ကပ္ပရွှေကိုအဝယ်ကင်မဲ့သူတွေအတွက်ဆိုရင်ဒါဈေးတန်တဲ့နေရာကိုရောက်ပြီလို့ကျွန်တော်တုံးတက်ပါတယ်ဒါကြောင့်မို့ကပ္ပရွှေကိုနောက်ပိုင်းကာလတွေမှာအဝယ်ကင်မှုစဉ်းစားတဲ့သူတွေအတွက်ဆိုရင်ဈေးတန်းနေနဲ့ဆိုရင်4900ဝန်းကျင်ရောက်တဲ့အခါကျရင်ကျွန်တော်အဝယ်ကိုစဉ်းစားတာအားပေးပါတယ်အဲ့လိုပဲကျွန်တော်မြန်မာရွှေမှာဆိုရင်ရော4900နားကဘယ်နာဝန်းကျင်လောက်ဖြစ်နိုင်လဲဆိုရင်အဲ့တော့အရင်တုန်းကဖြစ်ခဲ့တဲ့ဈေးကွက်အလောက်ခက်ရဆိုရင်ဒီရဲ့ February 18တုန်းကဆိုရင်လေမြန်မာရွှေအနေနဲ့ဆိုရင်104 105ဝန်းကျင်လောက်မှာအယောင်းဝယ်ဖြစ်တာမလို့ပေါ့နော်အကယ်၍နောက်လာမယ့်တစ်ပတ်မှာဆိုလေကမ္ဘာရွှေ4900နားရောက်တဲ့အခါကျရင်မြန်မာရွှေကလည်း104 105ဝန်းကျင်မှာအယောင်းဝယ်ဖြစ်နိုင်ပါတယ်အဲ့တော့ဒီဝန်းကျင်ဈေးတန်းတွေကကမ္ဘာရွှေမှာကအဝယ်တွေဝင်လာနိုင်တဲ့ဈေးတန်းဖြစ်တာမလို့ပေါ့နော်
ကျွန်တော်ဝယ်ဖို့စောင့်တဲ့သူတွေအတွက်ဆိုရင်ဒီဈေးတန်းဝန်းကျင်မှာအယောင်ထက်အဝယ်ကိုပို့ပြီးတော့စဉ်းစားစေချင်ပါတယ်ဒါကတော့မတ်လ15ရက်နေ့နောက်ပိုင်းပေါ့နော်ဖြစ်နိုင်တဲ့ကမ္ဘာရွှေတုံးတက်ချက်ဈေးကွက်အမြင်ဖြစ်ပါတယ်အဲ့တော့နောက်ကာလတွေမှာဆိုလဲကမ္ဘာရွှေအယောင်ဝယ်ရနေပြီးတော့အကျိုးမြတ်များရကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်